ဒီနေ့ကျွန်တော်ရှင်းပြလုပ်ပေးချင်တာ present perfect continuous tense ဆိုတော့ဘာလဲဆိုတော့ကျွန်တော်ရှင်းပြလုပ်ပေးချင်တာဖြစ်ပါတယ်။သူ့ကိုဘယ်နေရာမှာသုံးရလဲဆိုတော့အတိတ်ကလှုပ်ဆောင်ချက်တစ်ခုဟာအခုလက်ရှိအချိန်ထိဆက်ပြီးတော့ဖြစ်နေတယ်ဆိုလို့ရှိရင် present perfect continuous tense ကိုသုံးရပါတယ်။သူ့ရဲ့ပုံစံလေးကတော့ have plus been plus verb ing ဖြစ်ပါတယ်။ကျွန်တော်ဥပမာဝါကျလေးကြည့်လိုက်ရင်ကျွန်တော်ရှင်းသွားပါလိမ့်မယ်။သူတို့ဖုံးပြောနေတာတနာရီလောက်ရှိနေပြီ။သူလွန်ခဲ့တဲ့တနာရီကနေအခုချိန်ထိဖုံးပြောနေတာတနာရီလောက်ရှိနေပြီဆိုတော့အဲ့တော့ကျွန်တော်တို့ဒီ form လေးကိုသုံးပြီးတော့ကျွန်တော်ရေးရအောင် they have been talking on the phone for an hour. ကျွန်တော်လွန်ခဲ့တဲ့တနာရီလောက်တည်းကနေအခုလက်ရှိအချိန်ကြီးပြောနေတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ form လေးကိုသုံးပါတယ် have plus been plus verb ing ဆိုတဲ့ talking ဒီလိုပုံစံလေးပြောပါတယ်ဟုတ်ပြီနော်ကဲနောက်တစ်ခုတစ်ခါထပ်ကြည့်အောင်သူရေရှိုးတာနာရီဝက်လောက်ရှိနေတယ်ဟုတ်ပြီအဲ့ဆိုလဲသူအတိတ်နာရီဝက်လောက်တည်းကနေအခုလက်ရှိအချိန်ကြီးရှိုးနေတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ form လေးကိုသုံးပြီးပြောပါတယ်အဲ့တော့ he has been taking a shower for half an hour. Now it was for half an hour လို့သုံးပါတယ်ကျွန်တော်ဒီမှာရေရှိုးနေရကြတော့ taking a shower လို့သုံးပါတယ်ဒီမှာကျွန်တော်အတိတ်ကလှုပ်ဆောင်ချက်ကအခုလက်ရှိချိန်ထိဆက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီ form လေးကိုကျွန်တော်သုံးရေးပါနော်ကဲနောက်တစ်ခုထပ်ကြည့်အောင်ငါနိုင်ငံခြားထွက်ဖို့ပြင်နေတာ2022တရားဆိုတော့2020တရားနဲ့အခုချိန်ထိပြင်တော့အခုချိန်ထိလှုပ်တော့အဲ့တော့ခါကျတော့ကျွန်တော်တို့ဒီ present perfect continuous tense ကိုပဲကျွန်တော်သုံးရပါမယ်အဲ့တော့ I have been planning to go abroad since 2022ကျွန်တော်နိုင်ငံခြားထွက်ဖို့ပြင်နေတာ2022တည်းနိုင်ငံခြားထွက်ဖို့ဆိုရင် go abroad သုံးပါတယ်ပြင်နေတာဆိုတော့ခါကျတော့ planning have been planning ကျွန်တော်ပုံစံတိုင်းကျွန်တော် present perfect continuous tense ဆိုတဲ့ပုံစံတိုင်းကျွန်တော်ဒီလိုလေးပဲသုံးပါအဲ့ tense တွေကအရင်အရေးကြီးပါတယ်ဘာလို့အရေးကြီးရလဲဆိုတော့သူတို့ကိုတေချာမသိဘူးဆိုရင်စကားပြောတဲ့နေရာမှာဖြစ်ဖြစ်စာရေးရဖြစ်ဖြစ်ကျွန်တော်တို့အမှားတွေအများကြီးလုပ်နိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီ tense လေးကိုtense 12မျိုးလုံးကိုဗီဒီယိုလေးနဲ့ကျွန်တော်ရှင်းပြဖို့လုပ်နေတာရှိပါတယ်အဲ့တော့ကျွန်တော်ဒီ tense တွေကိုလေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ page လေးကို like and follow လုပ်ထားဖို့ကျွန်တော်တောင်းဆိုပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲ Thanks for watching see you in the next video